တနစ်တခါငရဲရှာလူရွာဖျားပွဲငရဲတပိတ်တာကုသိုလ်တပည့်ငရဲတပိတ်တာစာတမ်းမှာဒီလိုရေးထားဘာဖြစ်လို့တော့ဆိုတော့သူခေတ်မှာခုနဖျားပွဲတွေဟာဝတ်တာကြက်တတ်နဲ့သားတွေတတ်ပြီးတော့အင်္ဂါတွေပင့်ပြီးတော့ဆွန်ကြွေးကြတယ်ဘာလို့ကြတယ်ဧည့်သည်တွေအခခံကြတယ်ဒီလိုတွေဖြစ်တာဟုတ်အဲ့ဒါကြောင့်မလို့သားကောင်တွေတတ်ပြီးတော့ဒါနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူတတ်တဲ့အပိုင်းကတစ်ပိုင်းဒါနကောင်းမှုလုပ်တာတစ်ပိုင်းတတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသိုလ်တပည့်ငရဲရိတ်တာလို့ပြောတာနော်ကုသိုလ်ကတပည့်ငရဲတပည့်